အိုင်တို့ရေးဘရိုနဲ့ကျွန်တော်နဲ့အမှတ်ကတူနေပြီဗျာကျွန်တော်တို့နှစ်ယောက်ကအမှတ်တူနေတော့နောက်တစ်ပွဲထပ်ပြန်ကြတာပေါ့ဗျာဟုတ်တယ်ဗျာအမှတ်ကလာတူနေရဆိုတိုင်ပွဲချန်ပီယံဘယ်သူလဲဆိုတာကိုသိရအောင်လို့နောက်တစ်ပွဲတော့ထပ်ပြိုင်မှနဲ့တူပဲနော်ဟာဟိုတော့မဘာကြီးရောဗျာဘာကြီးတွေ့လို့လဲ Oh my god ဒါဘာပေါ်တယ်လဲကွာငါ့ကိုဆွဲခေါ်နေပြီဟာဘာဖြစ်ကုန်ကြရလဲဗျဘာဖြစ်ကုန်ကြရလဲကိုကြီးစမနဲ့ကိုကြီးခိုင်တို့နဲ့ဒီအပေါက်ကြီးကိုဆွဲခေါ်သွားခံရတယ်တရားလုံးပြောက်ကုန်ကြပြီဟုတ်တယ်စမရောခိုင်တို့ဒီရွှေရောင်ပေါက်ကြီးကိုဆွဲခေါ်သွားခံရတယ်တို့ညလုံးပျောက်ဆုံးသွားပြီဘာဖြစ်ကုန်တာလဲငါ့ကိုပြောရွှင်အပြေးပြိုင်ဝဲကျင်းပနေကြဘာလို့ဖြစ်ကုန်တာလဲဘလူးကြီးကျွန်တော်ကိုရှင်းပြပါဦးဗျာစမနဲ့ခိုင်တို့ကဘာလို့ဒီအပေါက်ကြီးရဲ့ကိုဆွဲခေါ်သွားခံလိုက်ရလဲဗျဒီပေါ်တယ်ကြီးကရိုဘလော့ပေါ်တယ်ကြီးပဲကွာဒီပေါ်တယ်တွေကိုဆွဲခေါ်သွားခံရတဲ့လူမှန်တယ်ဗျရိုဘလော့အကောင့်ကြီးဖြစ်ပြောင်းလဲသွားကြလိမ့်မယ်ကွာဘာလို့ဒီပေါ်တယ်ကြီးဒီနေရာမှာပေါ်လာလဲဆိုတော့ငါလည်းမသိဘူးဒါပေမဲ့စမနဲ့ခိုင်တို့ကိုကဲတင်ဖို့အတွက်ကငါတို့လည်းဝင်ကြလို့မရဘူးငါတို့ဝင်သွားရင်လည်းငါတို့ရိုဘလော့အကောင့်ကြီးဖြစ်ပြောင်းလဲသွားလိမ့်မယ်ကွာအဲ့တော့ဒီပေါ်တယ်ကြီးရနေပြီးတော့ပြန်လဲလွတ်မြောက်နိုင်ဖို့ကသူတို့နှစ်ယောက်ရဲ့စူးစမ်းအားထုတ်မှုကိုပဲငါတို့စောင့်ကြည့်ရမှာပဲသူတို့ကိုယ်တိုင်သူတို့ကဲတင်တော့မှသူတို့လွတ်မြောက်လာကြလိမ့်မယ်ဒါဆိုရင်ကျွန်တော်ငါတို့ဒီတိုင်းပဲစောင့်ကြည့်နေကြရအောင်ပါဗောဗျာဟောဘာဖြစ်သွားကြရလဲကွာဟာနေပေါင်းငါခန္ဓာကိုယ်ကြီးကဘလို့ကြီးဖြစ်သွားလဲကွာ4000တုံးကြီးဖြစ်သွားပါလား